ကဘာကြီးရဲ့ကံကြမ္မာတစ်ခုလုံးကိုစာလစ်တလစ်ထဲမှာချိတ်ပိတ်ထားတယ်ဆိုရင်ဘလို့လုံးမလဲဒီနေ့မှာတော့တမချန်းစာထဲကအင်မတန်ရွှဝက်ဆန်းကျယ်ပြီးဒရာမာဆန်တဲ့အဖြစ်အပျက်တစ်ခုတိုးတဲ့ငယ်နဲ့စာလိတ်အကြောင်းကိုအတူတူစူးစမ်းကြည့်ကြရအောင် မြင်ရန်ကြည့်လိုက်ပါကောင်းကင်ဘုံရဲ့အမြင့်မြတ်ဆုံးပတ်လင်တော်ကမ်းမကြီးထဲမှာပေါ့အဲ့ဒီမှာတရားစီရင်ခြင်းနဲ့ကယ်တင်ခြင်းအတွက်ဘုရားသခင်ရဲ့နောက်ဆုံးအကြံနဲ့စီစဉ်တဲ့အားလုံးပါဝင်နေတဲ့စာလိတ်တက်လိတ်ရှိနေတဲ့အဲ့ဒီစာလိတ်ကိုဘယ်သူမှလုံးဝဖွင့်လို့မရအောင်တစ်စိတ်ခွန့်တစ်လုံးနဲ့တဲတဲချာချာကိုပိတ်ထားတာအဲ့ဒီတော့ပြဿနာကဒီမှာစတာပဲသူ့ထဲမှာကဘာကြီးရဲ့အနာဂတ်တစ်ခုလုံးပါဝင်နေမှန်းသိတယ်မယ်အဲ့ဒီအနာဂတ်ကိုဘယ်သူမှဖွင့်ကြည့်ခွင့်မရှိဘူးဖြစ်နေတယ်ဒီအချိန်နဲ့ကြောင့်ပဲစကြဝဠာတစ်ခုလုံးမှာဒီစာလိတ်ကိုဖွင့်နိုင်လောက်တဲ့အခွင့်အာဏာနဲ့အရေးချင်းရှိသူတယောက်ကိုအပူတပြင်းရှာဖွေဖို့ချက်လာတော့တာပေါ့ဒီစင်ခေါ်တန်ကဖန်ဆင်းချင်းတစ်ခုလုံးကိုပဲ့တင်ထပ်သွားတယ်တလောကလုံးကအသက်ကိုအောင်ပြီးစောင့်ကြည့်နေကြတယ်ဒီစာလိတ်ကိုခွင့်ဖို့အရေးအချိန်ပြည့်မီတဲ့သူပေါ်ထွက်လာတော့မလားဆိုပြီးတော့ပေါ့ဒါပေမဲ့အဖြေကတော့တိတ်ဆိတ်နေခဲ့တယ်ထိုက်တန်တဲ့သူတယောက်မှမရှိသေးဘူးအမြင့်မြတ်ဆုံးကောင်းကင်ဘုံမှာလားမရှိဘူးတခိုးအကြီးဆုံးကောင်းကင်တမန်တေကြားမှာလည်းဘယ်သူမှမထိုက်တန်ခဲ့ပါဘူးကမ္ဘာမြေပေါ်မှာရောလူသားမျိုးနွယ်ရဲ့တမိုင်းတစ်လျှောက်ကပေးရင်တွေပညာရှိတွေထဲမှာလည်းတယောက်မှမရှိပြန်ဘူးဂျာပွေမှုကဒီရှိမှုရဲ့အနက်ဆိုင်ဆုံးနေရာတွေအထိရောက်ခဲ့ပေမဲ့အဖြေကအတူတူပဲဘယ်နေရာမှရှာမတွေ့ခဲ့ဘူးဒီအချိန်တွေကဘလောင်းတော်ဆိုးရွားလဲဆိုရင်တမန်တော်ယောဟန်တောင်မှမျက်ရည်တွေနဲ့ငိုကြွေးခဲ့ရရဲ့ဘာလို့လဲဆိုတော့စာလေးကိုဖွင့်မဲ့သူမရှိရင်လူသားမျိုးနွယ်ရဲ့မျော်လင့်ချက်တွေအားလုံးပျောက်ဆုံးသွားပြီးကဘာကြီးဟာအမောင်ရဲ့လက်ထက်ထာဝရကြောက်ရောက်သွားတော့မှမို့လို့ပါပဲအားလုံးမျော်လင့်ချက်တွေပျောက်ဆုံးနေပြီလို့ထင်ရတဲ့အမောင်မိုက်ဆုံးအချင်းပါပဲအခြေအနေကိုပြောင်းပြန်လန်ပြီးမဲ့ချင်းညာချက်တွေကိုထွက်ပေါ်လာတယ်ဒီချင်းညာချက်ကြောင့်အားလုံးမျော်လင့်ချက်ပြန်ရသွားတယ်တခိုးကြီးပြီးအောင်နိုင်သူချင်းတိတ်ဘရင်တပါပေါ်လာတော့မယ်လို့မျှော်လင့်နေကြတာပေါ့ဒါပေမဲ့အားလုံးကတန်ကိုးကြီးတဲ့ချင်းတိတ်ကိုမျှော်လင့်နေကြပေမဲ့ယောဟန်မြင်လိုက်ရတာကတော့လုံးဝကိုထင်မထားတဲ့ရာအသေးသက်ခံထားရတယ်လို့ဖြစ်နေတဲ့တိုးသငယ်လေးတကောင်ပဲဒါဟာတကယ်ကိုဒီဇလန်တစ်ခုလုံးရဲ့အရေးအကြီးဆုံးအလိုက်အပြောင်းပါပဲအဲ့ဒီတော့မေးစရာရှိလာပြီဘာလို့ဒီလိုအားနေပုံပေါက်တဲ့တိုးသငယ်ကတူးတဲ့တော့ထိုက်တန်သူဖြစ်နေရတာလဲအဲ့ဒီအကြောင်းရင်းရဲ့နက်ွယ်ကဓမ္မရေးရအနတ်အဓိပ္ပာယ်ကိုကြည့်ကြရအောင်ဟုတ်တယ်တေဆုံးသွားရဲ့တိုးတငယ်တကောင်ကစကြဝဠာတစ်ခုလုံးရဲ့အကြီးမြတ်ဆုံးအောင်နိုင်သူဘလို့လို့ဖြစ်နိုင်မှာလဲအဖြေကဒီမှာပါတမချန်းစာမှာအာဒန်၄ယောက်အကြောင်းပြောထားတယ်ပထမလူသားအာဒန်ကမြေကြီးကနေလာပြီးသူရဲ့ကြိုက်ရှုံးမှုကြောင့်လူသားတွေအပြစ်နေတည်ခြင်းတရားတွေကြားရောက်သွားတယ်ဒါပေမဲ့ဒုတိယအာဒန်ဖြစ်တဲ့ဂျီတုတန်ငယ်ကတော့ကောင်းကင်ကနေလာပြီးပထမအာဒန်မလုံနိုင်ခဲ့တာကိုလှုပ်ဆောင်ခဲ့တယ်အဲ့ဒါကတော့အပြစ်နေတည်ခြင်းတရားကိုအောင်နိုင်ခဲ့တာပဲဆိုလိုတာကတိုးတငယ်ရဲ့ထိုက်တန်မှုဟာလောကကြီးမှာမြင်နေရတဲ့အာနာတို့တန်ခိုးတို့ကနေလာတာမဟုတ်ဘူးသူ့ရဲ့တန်ခိုးအစစ်အမှန်ကကိုယ်တိုင်အသေးခံပြီးအပြစ်နဲ့တေးချင်းတရားကိုအနိုင်ယူခဲ့တဲ့ဆွလအနိနာခံမှုကနေလာတာပါဒါဟာအောင်မြင်ခြင်းဆိုတဲ့စကားလုံးကိုအတိပ္ပယ်အသက်ခွင့်ပေးလိုက်တာပဲထိုက်တန်တဲ့တိုးတငယ်ကစာလေးကိုလက်ထည့်ယူလိုက်တဲ့အခါမှာတော့အဲ့ဒီမှာရှိနေတဲ့တင်မမှုတွေအားလုံးပျောက်ကွယ်သွားပြီးဒီလောကလုံးဝနေချီးမွမ်းခြင်းတခြင်းတန်နေဟိမ့်ထွက်လာပါတော့တယ်ပထမဆုံးအနေနဲ့ပလင်တိုရှေ့မှာရှိတဲ့တတ္တဝါတွေနဲ့အသက်ကြီးသူတွေကတိုးတငယ်ရှေ့မှာပြက်ဝတ်ကဲတချင်းအသက်တပုတ်ကိုစဆိုးချတယ်ကိုတော်ဟာထိုက်တန်ပါတယ်ဘာလို့လဲဆိုတော့ကိုတော်ဟာအသေးသက်ချင်းကိုခံခဲ့ရလို့ပါပဲပြီးတော့ကိုတော်ရဲ့အသွေးနဲ့လူမိုးတိုင်းကလူတွေကိုဖျားသခင်အသွေးရွေးနှုတ်ခဲ့လို့ပါပဲအဲ့ဒီနောက်မှာတော့ချီမန်ချင်းကပို့ပြီးတော့ကျဲလောင်လာတယ်ကိုတွေပေါင်းများစွာရေတွက်လို့တောင်မရတဲ့ကောင်းကင်တမန်တွေအားလုံးကဒီသချင်းတွေကိုဝင်ရောက်သည်ဆိုလာကြတဲ့သူတို့ကဘာကိုချွေးကြော်သလဲဆိုတော့တက်ချင်းကိုခံခဲ့တဲ့တိုးတငယ်ဟာတန်ကိုစီစဉ်ပညာအစွမ်းတတိဂုဏ်အသက်ရေးဘုံအာနုဘော်နဲ့ကောင်းချီးမင်္ဂလာတွေကိုခံယူဖို့ထိုက်တန်ပါတယ်ဆိုပြီးတော့ပဲနောက်ဆုံးမှာတော့စကြဝဠာတစ်ခုလုံးမှာရှိတဲ့ဖန်ဆင်းကံအားလုံးပဲတထန်ဒီထွက်ပြီးကြွေးကြော်လိုက်ကြတယ်ပလင်ပေါ်မှာထိုင်နေတဲ့ဖျားသခင်နဲ့တိုးတငယ်ဟာကဘာအဆက်ဆက်ချီးမွမ်းခြင်းဂုဏ်ပြုခြင်းဘုံအာနုဘော်နဲ့တန်ခိုးတော်ကိုခံယူတော်မူပါစေတဲ့ဒါပါပဲစကြဝဠာရဲ့အတီးမောင်းဆုံးပြဿနာကိုဖြေရှင်းလိုက်နိုင်ပြီအခုဆိုရင်လူသမားရဲ့နောက်ဆုံးအခန်းကိုစတင်လို့ရပါပြီဒီတော့ဒီဇလန်ကိုပြန်စဉ်းစားကြည့်တဲ့အခါမှာအောင်နိုင်သူတယောက်ကိုတခြားသူကိုဖိနှိပ်အုပ်စိုးနေတဲ့တန်ခိုးနဲ့မဟုတ်ပင်ကိုယ်တိုင်အနစ်နာခံလို့တဲ့စိတ်သက်နဲ့အသေးပဲဖွင့်ဆိုလိုက်တာကကျွန်တော်တို့အသက်ဘလို့အသေးပဲတက်ရောက်နေတယ်လဲဒါကတော့ဒီဇလန်ကနေကျွန်တော်တို့ကိုမေးခွန်းထုတ်ပြီးစဉ်းစားစရာအဖြစ်ချန်ထားခဲ့တဲ့အချက်ပါပဲ